ဓာတုဗေဒပါမောက္ခဖြစ်သူရှာမန်ကဟာဉာဏ်ပညာအလွန်ကောင်းပြီးကျင်နာတတ်သူဖြစ်ပေမဲ့ငွေရပါဗီဇကြောင့်ပေါင်400ကျော်အထိအဝလွန်နေပြီးမိသားစုတစ်ခုလုံးဟာလည်းအဝလုံဝတုတ်ကြီးတွေဖြစ်ကြပါတယ်ရှာမန်ဟာလူတွေရဲ့နာကိုပြောင်းလဲပြီးကိုလေးချိန်ချက်ချင်းကြစေမဲ့အထူးဓာတုဆေးရည်တစ်မျိုးကိုတက်ခွဲခန်းထဲမှာစူးစမ်းတီထွင်နေပါတယ်ပါမောက္ခရှာမန်ဟာကျောင်းကိုအတိရောက်လာတဲ့ကတိကမလေးကာလာကိုတစ်ဖက်သက်ဆွဆွဲလန်းလန်းချစ်မိသွားပါတယ်သူဟာကာလာနဲ့အတူဟာတကလတ်တစ်ခုကိုချိန်တွေ့ဖို့သွားခဲ့ပေမဲ့စင်ဘော်ကရှာမန်ရဲ့ခန္ဓာကိုယ်ဝလုံမှုကိုလူပုံအလဲမှာတောက်လျှောက်လောင်ပြောင်အဆက်ခွဲလိုက်တာကြောင့်ရှာမန်တယောက်အကြီးကျယ်စိတ်တန်ရာရသွားပါတယ်အဆက်ကွဲပြီးဝမ်းထဲနေတဲ့ရှာမန်ဟာစမ်းသက်ဆဲအဆင့်သာရှိသေးတဲ့အဝလွန်ကြဆေးရည်ကိုတက်ခွဲခန်းထဲမှာစွန့်စားပြီးတောက်ချလိုက်ပါတယ်ထူးဆန်းစွာပဲသူ့ရဲ့ခန္ဓာကိုယ်ထဲကအစီတွေချက်ချင်းအေးပြောကျသွားပြီးပေါင်150တာရှိတဲ့ပိန်ပိန်ပပနဲ့စကားပြောအလွန်ကောင်းတဲ့လူချောလန်းစားကြီးဘတ်တီအဖြစ်အသွင်ပြောင်းလဲသွားပါတော့တဲ့ရှာမန်ဟာဘတ်တီအသွင်နဲ့ကာလစီကိုအားရောက်ပူပန်ပြီးသူမရဲ့အချစ်ကိုရယူဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဒီဆေးရဲ့အာနိသင်ကယာယီတာဖြစ်ပြီးနာစနစ်မငြိမ်သက်တာကြောင့်ကာလာနဲ့ချင်းတွေ့နေတော့မှခန္ဓာကိုယ်ကဝုန်းကနေပြန်ဝလာတယ်လို့ရှာမန်တယောက်အမြဲတမ်းပုံရှုွယ်ရှိုးနဲ့ဆေးတွေကိုထပ်ခါတလဲလဲတောက်ရပါတော့တယ်။ဆေးတွေအလွန်ကျွံတောက်ရင်းနဲ့ဘတ်တီရဲ့စရိုက်ကပုံမရိုင်းဆိုင်မာနာကြီးပြီးကောက်ကျစ်လာပါတယ်။သူဟာမူလပိုင်ရှင်ပါမောက္ခရှာမန်ကိုခန္ဓာကိုယ်ထဲကနေထာဝရမောင်းထုတ်ပြီးဘတ်တီဖြစ်ပဲတစ်သက်လုံးရှင်တန်နေထိုင်ဖို့အတွက်ဆေးရည်တွေကိုအများပြားထပ်မံဖော်ဆက်ပြီးရှာမန်ရဲ့ဘဝကိုဖျက်ဆီးဖို့ကြိုးစားပါတော့တဲ့ဘတ်တီဟာတက္ကသိုလ်ရဲ့အဖို့တန်စပွန်ဆာညစာစားပွဲကြီးမှာရှာမန်ရဲ့နေရာကိုအပိုင်စီးပြီးစင်ဘော်တက်ကစကားတွေလျှောက်ပြောပါတယ်။ဒါပေမဲ့ရှာမန်ရဲ့တငယ်ချင်းတက်ခွဲခန်းလက်ထောက်ကဆေးအာနိသင်ကိုပြည့်စေမဲ့အရည်တွေကိုဘတ်တီရဲ့တောက်ရည်တွေကိုလှုပ်ဝက်ထည့်သွင်းလိုက်ပါတယ်။ညစာစားပွဲစင်ဘော်မှာတင်ဘတ်တီရဲ့ခန္ဓာကိုယ်ဟာလူပုံအလဲမှာတင်ရုတ်တရက်အင်ဂျီတွေပေါက်ပြဲပြီးပေါင်400ကျော်ပါမောက္ခရှာမန်အဖြစ်ဝုန်းကနေပြန်လဲပြောင်းလဲသွားပြီးရှာမန်ဟာလူတွေရှိမှတင်မိမိရဲ့လှုပ်ဝက်ချက်ကိုဝန်ခံလိုက်ပြီးကျွန်တော်ဟာစေးကူညီနဲ့လူချောဖြစ်အောင်လုပ်ခဲ့ပေမဲ့အတွင်းစိတ်ကတော့အမြဲတမ်းဒီဝတ်တုတ်ကြီးရှာမန်ပါပဲလို့မျက်ရည်ကျကရိုးရိုးသားသားဖွင့်ပြောလိုက်ပါတယ်ရှာမန်ရဲ့ရိုးသားမှုကိုမြင်တွေ့သွားတဲ့အခါကာလာကဘတ်တီထက်ရှာမန်ကိုပဲပုံမချစ်မြတ်နိုးသွားပြီးအားလုံးရဲ့အရှိမကပွဲဆင်နွှဲကြပါတယ်ရှာမန်ဟာမိမိရဲ့ခန္ဓာကိုယ်ဝါတာထက်အတွင်းစိတ်ဖြူစင်ဖို့ကသာဘဝမှာအရေးကြီးဆုံးဆိုတာကိုနားလည်သွားပြီးပျော်ရွှင်စရာဘဝတစ်ကိုပိုင်ဆိုင်သွားကြရင်ဇလန်လေးပြီးဆုံးသွားပါတော့တယ်